哦，绵绵绵绵亲密多的啦，西北都呢，就安就哦，咁樣咯，那烏，မနေ့ကတော့安就哦လေး啊，ကျွန်တော်စီရောက်တယ်။ဒီနေ့မှာတော့စီဘစ်တူလေးอ่ะရောက်တယ်။မြင်းမြင်းချင်းချစ်ကြိုက်သွားပြီးတော့ညားသွားကြပြီလားလို့ပြုတ်လို့မှလည်းခွဲလို့မရတော့ဘူး။မိတ်ဆွေတို့ခွဲလို့ရရင်လာခွဲပေးပါဦးဗျာဒီမှာစီပီတူလေးကမှန်လက်ဝေးလေးနဲ့နေပါဦးရုပ်ဘလို့သုံးရမှာတော့ကြည်အောင်ဗျာသူတို့နှစ်ခုဒီလိုလုပ်ရမယ်တဲ့ဘလို့သုံးရမှာတော့တကယ်ကိုခွဲမရတော့ဘူးဗျခမရတို့ကူညီပြီးတော့ခွဲပေးကြပါအောင်ဗျာကျုပ်ခွာလို့မရတော့ဘူးကျုပ်ခွာလို့မရတော့ဘူးဗျသူတို့ကသစ္စာပြုပြီးချစ်သွားတာတကယ်ပါဗျတကယ်ကိုခွာလို့မရတော့တကယ်လက်နှစ်ဖက်နဲ့ဆွဲခွာလာတယ်ကျွန်တော်ခွာမရတော့ဘူးဗျတကယ်ကိုခွာမရတော့ခမရတို့ခွာလို့ရမယ်လို့ထင်ခွာပေးကြပါဦးကျုပ်လှုပ်လို့လည်းမရဘူးဘလူးပါကြားထဲမှာလည်းကတ်ထားတာမဟုတ်ပါဘူးဗျာဖုန်းနှစ်ခုတနေရာစီထားထားတာဘလူးရွေ့ပြီးဘလူးလျာဘလူးရွေ့လျာပြီးရောဘလူးညားသွားလည်းမသိပါဘူးအန်ယူအိုလေးကလည်းမှန်လက်ပွေလေးနေဗျာအန်ယူအိုကတော့ဘလူးမှနေမရတော့ဘူးတကယ်ပါဗျာတကယ်ကိုခွာမရတော့ပြုတ်ဘယ်ဟာကန်တော့ကြလို့ရှိရင်အောက်ကအခန်းပါလို့မလို့နဲ့တွေးနေအောင်မောက်ကင်မလားဘလို့ကင်မလို့ကြာထားလည်းမရတော့တကယ်ကိုခွာမရတော့မသိရင်ကြားထဲမှာကောကတ်ထားသလိုဖြစ်နေမလားဟဲ့ကိုလည်းကတ်မထားပါဘူးကျုပ်ဒီတိုင်းတကယ်ကိုအမှန်တိုင်းရိုက်ပြနေတာပါကြုံလည်းမကြုံဘူးပါဘူးဗျာဒီတိုင်းတကယ်ကြီးစမ်းအောင်ဘလူးကိုင်တကယ်ပါဗျာမြုပ်ကိုကြလဲကွာလဲကွာလိုက်ပါဟာဖုံးမြာလာဝယ်လို့ရှိရင်တလုံးချင်းနေပဲလာဝယ်တာနှလုံးဘူးဖုံးလည်းမရဖုံးချစ်သူစုံတွဲဆိုပြီးဝယ်တဲ့လူမရှိသေးဘူးနှလုံးဝယ်မှတလုံးဝယ်သုံးရမယ်စိုက်ဖြစ်နေပြီဒါမိမဲ့တခုရှိတယ်ဗျချစ်သူစုံတွဲအခုကြိုက်နေလက်စချစ်သူလေးတွေဝယ်ရင်အတွဲလိုက်ဝယ်ရမယ်တဲ့ဗျရမယ်တဲ့အဲ့ဒါဆိုကုညီယာရောက်ပါတယ်အားပေးကြပါဦးခမညာအားပေးကြပါဦးလှုပ်လို့လည်းမရကွာတော့ကျွန်းတို့ကွာအေးကြာကွာကွာအော်တော်ချစ်နော်တော်လေးချစ်နေတာလားအဲ့နဲ့နေအောက်ပြေးချလိုက်ရင်ကွဲမြန်ကွဲမလားကဲချပလိုက်တော့မကွာနောက်ဆုံးပိတ်အဲ့လိုမျိုးပဲအော်တစ်တော့ဆယ်လီအိုးခွဲကြီးဥပမာယူပြီးငါဖုံးနေခွဲရတော့မလားမသိဆရာချစ်ရေကျုပ်ဖုံးနှလုံးကိုဆရာချစ်လာကူညီပြီးခွဲပေးရင်လည်းပေးပါကျုပ်ကတော့မခွဲရဘူးဗျမခွဲရဘူးအော်စီအော်ပတ်လေးတွေအော်ဖိုင်းလုံးလေးတွေဆိုတော့ခွဲလည်းမခွဲရငါညီရဲ့မင်းကြုံတော့ဒီဖုံးနှလုံးခွာပြီးသားမှာကွာဒီကောင်မင်းငါညီရဲ့ဒီဖုံးနှလုံးမင်းကူညီပြီးခွာပြီးသားမှာကွာမင်းခွာကြည့်ဘလို့မှကိုမရဘူးငါညီရဲ့အမှန်တကယ်ညားသွားဘလို့လို့မကူညီချင်ဘူးလားငါညီရဲ့လို့ပါခွာကတယောက်တည်းဒီမှာမနိုင်မနှင်းဖြစ်နေတကယ်ဒီဖုံးနှလုံးကလည်းညားသွားဤတဲ့မင်းညားသွားတာလीအားပေးမလားလို့ပါတကယ်ကိုခွာမရတော့ဘူးတကယ်မင်းကနည်းနည်းဆွဲကြည့်စမ်းကွာဆွဲခွဲမင်းလည်းဆွဲငါလည်းဆွဲပါမရဘူးနော်မင်းဆွဲတဲ့ဟာလေးဆောင်လုံငါစီပဲပါလာမင်းအကိုကြီးဆွဲသားမှာဗျာဒီဖုန်းနှလုံးခွဲမရလို့စုပ်တွေညားနေတာ
လုပ်ပါဦးဟော စားချင်စားချင်တာ မဟုတ်ဘူးလာပါတကယ်ပြောတာပဲတဲ့တကယ်ဆွဲကြည့်ပါတကယ်ခွားမရတော့ဘူးကိုကလေဒီမှာကြည့်အောင်ကောင်တာတဲ့ထဲတိုင်းညပါဟမ်တလုံးနဲ့မဟုတ်ဘူးကိုကြီးရဲ့ကိုကပြီးတော့မလုံနိုင်ဘူးပြက်သွားအောင်မယ် ဘယ်လိုပြောကပါ သူကသူညားသွားတာလी ဟော ကောင်တာတဲ့မှာအဲတော့နေချစ်နေကြတော့မသိဘူးကြောက်စီမှာမနေ့ကတော့ NGO ကရောက်တယ်ဒီနေ့စီပီတူရောက်တယ်သူတို့နှစ်ခုညားသွားတာဒါမှမဟုတ်အကိုတို့နှစ်ယောက်ချစ်လိုက်တော့အကိုတို့ညီကိုနှစ်ယောက်ချစ်လိုက်ချစ်ပြီးရင်ဒါရောင်းလို့ရမှာအဲဆိုတယောက်တစ်လုံးစီ စား လောက်ပါတယောက်တစ်လုံးစီယူသွားလိုက်အားပြီလေ တယ်ဒါကမပေးလိုက်တာ လက်ကားပြီးပဲကွာလက်ကားပြီးပဲတကယ်ကြီးအဲ့မှာကြီး လာစား ရဲ့မဟုတ်ဘူးတကယ်အကိုကလေ ဟုတ်ကဲ့ ဟုတ်တယ်သူကသူတကယ် မပြီးတော့ မသိရင်ခောက်ဖုံးလို့ပါလို့ပုံစံဖြစ်သွားတယ် ဒီစက်လို့ပါလို့ ဒီမယ်လေးကိုကလေကျွန်တော်ဒီတိုင်းတကယ်အလွတ်ကြီးကိုင်းနေတာကြားထဲမှာဘာမှမပါကြည့်အောင်တကယ်အဲ့တကယ်ကိုင်းကြီးအဲ့ပုတ်တတ်ကြီးဘယ်လိုမှကိုမကြတော့ မှန်ရလည်းမခွာရဘူး တာကြီးလည်းမလုံးနဲ့တကယ်ကြာကိုယ်တော်မယ် ဟုတ်ပါလေရောင်းမယ် ငါမရောပါဘူးဒါကိုကြီးကခွင့်ပြုလို့ပဲတကယ်ငါစန့်ပြီးသွားပြီတကယ်ခွာမရဘူးမဟုတ်ဆွဲကိုခွာပြီးသွားပြီ ဟော ဒီလိုတယောက်တစ်ဖက်စီဆွဲခွာမရဘူးကျွန်တော်လည်းလက်နှစ်ဖက်နဲ့အားနဲ့ဆွဲခွာတာမရဘူး ကြားတဲ့နေဟိုပါလေးနဲ့ခုမာတဲ့ဟာလေး မရဘူးသူတို့နှစ်ခုကဘယ်လိုသစ္စာပြုတ်သွားလဲမသိပြောရမယ်ဆိုရင်တော့ကျွန်တော်စိတ်ထဲမှာထင်တာပေါ့ကိန်းနီရတဲ့ဆိုးသွားပြီသူကအမေတရမ်းချစ်သွားတယ်လို့ဖြစ်သွား နေလေးတွေရှိလား ဟမ် ဒီနေ့မပြန်လို့အိမ်မှာမာသားကြီးမသွားရင်မှာပုံကြည့်တာ ဒီနှစ်ခုကိုအရင်ကူညီပါဦး အာလာစားလိုက်ရောလက်ဘလုံးလုံးဒီမှာစားပြတယ်မှာတော့မနိုင်ဘူးလောက်ပြတဲ့အောင်ကာလာလေးရခက်စီ အေးလို့တကယ်သူတို့ကဟုတ်တယ်အယောင်းလည်းတူသွားတယ်လို့ဟမ်ဟုတ်ကြအကိုရနေရောက်လက်ချင်းချိတ်ပြီးတော့နည်းနည်းညီကိုချင်းချစ်စိတ်လေးမွေးလိုက်အဲဆိုသူကလိုကွာသွားမယ်လို့ပြောတယ် ကျင်းရမှာနော်ဒါမှတက်တက်ကတော့စားနေတယ် ဘောစားစရာလားဒီမှာအကိုကလည်းလက်တွေ့ကြကြကြီးဒီမှာမတွေ့ဘူးလားတကယ်ကျွန်တော်တဦးချင်းဝယ်မယ်ဆိုရောက်မရတော့ဘူးချစ်သူစုံတွဲဒါမှမဟုတ်ရင်ချစ်တော့မယ်စုံတွဲစင်ငယ်လေးတွေကြိုက်တော့မယ်ဆိုလို့ရှိရင်သူတို့နှစ်ဦးညားတယ်လို့ဒီကညားမှရတော့မှာလောင်းငန်းကြီးလောင်းမင်းကူညီအောင်လောင်းဒီမှာဒီဖုန်းနှလုံးပူသွားတာမင်းကန်ကြည့်အောင်ကွာအဲ့မှာ ဟာအေးဟုတ်ပါ